internet မရှိဘဲတရက်လောက်နေနေမလားလို့ကို့ဘာသာကိုပြန်မေးကြည့်ဖူးလားအခုခေတ်မှာတော့ဒါကတော်တော်လေးခက်ထဲတဲ့မိကုန်းတစ်ခုဖြစ်နေပြီနော် internet ကမရှိမဖြစ်ကိုဖြစ်နေပြီလေဒါပေမဲ့လေအဲ့ဒီမရှိမဖြစ် internet ကိုအစိုးရတွေနဲ့ community တချို့ကပဲထိန်းချုပ်ထားတယ်ဆိုရင်ကောကဲဒီနေ့မှာတော့အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်မယ်စိတ်ဝင်စားစရာစိတ်ကူးတစ်ခုကျွန်တော်ပြောပြချင်ပါတယ် space coin နဲ့နာမည်ကြားလိုက်ရင် cryptocurrency လို့ထင်စရာရှိပေမဲ့အဲ့ဒါထက်အများကြီးပိုပါတယ်ဒါကကျွန်တော်တို့သုံးနေတဲ့ internet ကိုအာဃာတထိပ်ထိပါတိုးချဲ့ပေမဲ့စီမံကိန်းကြီးတစ်ခုပါအာနာပိုင်တွေကအင်တာနက်ကိုကြိုက်သလိုစင်ဆာလုပ်လို့မရတော့ဘူးဖြတ်တောက်ချင်တိုင်းဖြတ်တောက်လို့မရတော့ဘူးဆိုတဲ့ကဘာကြီးကိုတစ်ချက်လောက်စဉ်းစားကြည့်လိုက်ပါတရင်ချက်လက်လေးကဘာတားရှိမှမရှိပဲလွတ်လပ်စွာစီးဆင်းနေမယ်ဘသူတယောက်ရဲ့ထိန်းချုပ်မှုအောင်မှာမရှိတဲ့ကွန်ရက်တစ်ခုပေါ့ဒါကစိတ်ကူးရင်အိမ်မတစ်ခုလိုပဲနော်ဒါပေမဲ့အိမ်မကိုမဲ space coin ကအကောင့်တွေ for ဖို့စူးစမ်းနေတာပါကဲဒီနေ့ဘာတွေပြောကြမလဲဆိုတော့အရင်ဆုံးကျွန်တော်တို့အခုသုံးနေတဲ့ internet မှာဘာအားနည်းချက်တွေရှိနေလဲဆိုတာကြည့်ကြမယ်ပြီးရင်တော့အာဂါဇာကိုအသုံးပြုပြီးဖြည့်ရှင်းမဲ့နည်းလမ်းကိုလေ့လာကြည့်မယ်အဲ့ဒီမှာ blockchain ကဘယ်လိုပါဝင်လာမလဲနောက်ပြီးလက်တွေ့မှာကိုဘယ်လိုစင်ခုံမှုတွေရှိနေမလဲနောက်ဆုံးအနေနဲ့ဒီထက်ပိုကြီးတဲ့ဂျိုပေါင်းစုံကိုချိတ်ဆက်မဲ့အနာဂတ်ထီပါကြည့်သွားကြမှာပါကဲ space coin နဲ့ဖြည့်ရှင်းချက်ကိုတေချာနားလည်ဖို့ဆိုရင်အရင်ဆုံးပြဿနာကိုသဘောပေါက်ဖို့လိုတယ်ကျွန်တော်တို့နေတိုင်းသုံးနေတဲ့ internet ကဘာလို့ဒီလောက်တော့အားနည်းချက်တွေများပြီးပစ္စည်းလွယ်နေရတာလဲအဓိကတရားခံကတခုတည်းပဲဘဟုချုပ်ကင်မှုအဲ့ဒါပါပဲကျွန်တော်တို့ကတော့ internet ကိုလွတ်လပ်တယ်လို့ထင်ကြတာပေါ့နော်ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီကွန်ရက်ကြီးတစ်ခုလုံးကအစိုးရတချို့နဲ့ကုမ္ပဏီကြီးလက်တဆုပ်စာလောက်ရဲ့ထိန်းချုပ်မှုအောင်မှာပဲရှိနေတာပါစဉ်းစားကြည့်လေကွန်ပေါ်မှာရောပင်လယ်အောင်မှာပါတွေ့ရန်ထားတဲ့ခေတ်ကြီးတွေကိုသူတို့ပဲပိုင်တယ်သူတို့ပဲထိန်းချုပ်ထားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ကဆန်ဆာလုပ်ချင်တဲ့ဆိုရင်ခလုတ်တစ်ချက်နဲ့လိုက်ရုံပဲတနည်းအားပြဿနာဖြစ်တာနဲ့ကဘာတဝန်းလုံးက internet line တွေမှာထိခိုက်တော့နိုင်တယ်ဒါကလုံးဝကိုလွတ်လပ်ပြီးပွင့်လင်းတဲ့ internet ဆိုတဲ့မူလရည်မှန်းချက်နဲ့ဆန့်ကျင်ဘက်ကြီးဖြစ်နေတာပေါ့ကဲဒီမှာကြည့်ဒါတွေကစာရက်ပေါ်က theory တွေချီးပဲမဟုတ်ဘူးနော်တကယ်လက်တွေ့မှာဖြစ်ခဲ့တာတွေဥပမာကနေဒါမှာ Rogers ဆိုတဲ့ telecom company တခုတည်းလိုင်းကျသွားတာနဲ့လူတန်းပေါင်းများစွာ19နာရီလုံး internet ပြတ်သွားတယ်အမောင်တွေရောက်သွားတယ်လို့ပဲတရုတ်နိုင်ငံရဲ့ Great Firewall ဆိုလေလူတန်း900ကျော်ကို internet ကဘာကြီးနဲ့အဆက်ဖြတ်ပြီးပိတ်လောင်ထားတယ်လို့ဖြစ်နေတာဒါတင်ပဲလားဆိုတာမဟုတ်သေးဘူး internet အခြေခံအဆောက်အအုံတွေကလည်းချမ်းသာတဲ့နိုင်ငံတွေမြို့ကြီးတွေမှာပဲအထက်ကယင်းနှမြုံနှံကြတော့စင်းရဲတဲ့ဒေသတွေကအများနဲ့နှောက်ချကြနေခဲ့ရတယ်ဒါတွေအားလုံးကအဲ့ဒီဟုတ်ချုပ်ကိုင်မှုရဲ့အကျိုးဆက်တွေပါပဲကဲဒါဆိုရင်ရှင်းရှင်းလင်းလင်းနိုင်ရှင်းကြည့်အောင်တစ်ဖက်မှာကဘဟုတ်ချုပ်ကိုင်မှုရှိတဲ့ကွန်ရက်အဲ့မှာကတနေရာတွေကပျက်စီးသွားနိုင်တဲ့အားနည်းချက်ဒီစန်ဆာလောက်ခံရနိုင်ခြေတွေအပြည့်ပဲနောက်တစ်ဖက်မှာကတော့ဘဟုတ်ချုပ်ကိုင်မှုမရှိတဲ့ကွန်ရက်အများကြီးပို့ပြီးကြန့်ခိုင်တယ်ပို့ပြီးပွင့်လင်းတယ်ဘယ်သူထိန်းချုပ်မှုမှမရှိပဲလူအချင်းချင်းတိုက်ရိုက်ချိတ်ဆက်လို့ရတယ်ဆိုတော့ဘယ်လို internet မျိုးကပိုကောင်းမလဲဆိုတာကတော့အဖြေကရှင်းနေပါပြီဟုတ်ပြီပြဿနာကတော့တီးပြီအဲ့တော့ဖြည့်ရှင်းချက်ကဘာလဲဒီနေရာမှာပဲ space coin ကတော်လေးကိုတော်လန်တဲ့ရေးတဲ့စိတ်ကူတစ်ခုနဲ့ဝင်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့ internet ရဲ့အခြေခံအဆောက်အုံတစ်ခုလုံးကိုကဘာမြေပေါ်ကနေအာကာသထဲကိုရွှေ့ပြောင်းလိုက်ဖို့ပါပဲဟုတ်ပါတယ်ကြားနာမှာမပါဘူးအာကာသထဲကိုတကယ်ရွှေ့ပြောင်းပစ်မှာပါဒီပုံလေးက space coin ရဲ့အဓိကစိတ်ကူးကိုအရှင်းဆုံးပြနေတာပဲကဘာမြေကိုလက်ပတ်နေတဲ့ guru အသေးလေးတွေများကြီးနဲ့ဖွဲ့စည်းထားတဲ့ကွန်ရက်တစ်ခုကိုညင်အောင်ချိလိုက်ပါဒီ guru တွေဟာဘယ်ဆိုရဘယ်ကုမ္ပဏီရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေပဲလွတ်လပ်တဲ့ internet ကွန်ရက်တစ်ခုကိုဖန်တီးပေးမှာပါသူတို့သုံးမဲ့အဓိကနည်းပညာကတော့ LEO constellation လို့ခေါ်ပါတယ် LEO ဆိုတာ low earth orbit ကဘာနဲ့နီးရဲ့ planning ကိုပြောတာပါအဲ့မှာကုန်ကြစိတ်သက်တာတဲ့ CubeSat လို့ခေါ်တဲ့ဂရုတူငယ်လေးတွေအများကြီးလွတ်တင်ပြီးကွန်ရက်တစ်ခုတီးဆောင်မှာပေါ့အရင်ကဆိုရင်တော့ဒါအရန်ကုန်ကြများတဲ့စိတ်ကူးရင်တက်ပါပဲဒါပေမဲ့အခု SpaceX လိုကုမ္ပဏီတွေကြောင့်ဂရုတူလွတ်တင်ခဲ့တဲ့အများကြီးကဆင်လာတော့ဒီစိတ်ကူးကလက်တွေ့ဖြစ်လာဖို့နှီးစက်လာပါပြီဒီဖြစ်ရှင်းချက်ကဘလောက်တောင်အတိုင်းအတာကြီးမားလဲဆိုတာကိုဒီကနန်းကပြနေတယ်ရှင်းအောင်ပြရင်ကျွန်တော်တို့အိမ်က Wi-Fi router တစ်လုံးကစတူရန်မီတာရာလောက်ပဲလွှမ်းကြုံနိုင်ချင်မှာ LEO ဂရုရုပ်တစ်လုံးတည်းကစတူရန်ကီလိုမီတာတစ်သန်းလောက်ကိုလွှမ်းကြုံနိုင်ပါတယ်ဘလောက်ကြီးတဲ့ကွာခြားချက်လဲဆိုတာစဉ်းစားတာကြည့်ရောကဲအခု crypto အပိုင်းကိုရောက်လာပြီဒါပေမဲ့ခဏလေးနော် space coin ကနောက်ထပ် bitcoin အတစ်တစ်ခုဖန်တီးနေတာမျိုးတော့မဟုတ်ပါဘူးဒီနေရာမှာ crypto ဆိုတာကပိုက်ဆံထက်ပိုရေးကြီးတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေတာပါအဲ့ဒါကတော့ကြားခံလို့မလို့ပဲအချင်းချင်းယုံကြည်မှုရှိရှိနဲ့ပူးပေါင်းဆောင်ရွက်နိုင်အောင်လော့ပေးတဲ့နီးပညာတစ်ခုအနေနဲ့ပါ
ဒီကိုကားချက်က Space Coin ရဲ့လီမန်ချက်ကိုအတူချုပ်နဲ့အထီးမိဆုံဖော်ပြထားတာပဲ။ Satoshi ကဘန်မလို့တဲ့ပိုက်ဆံ trustless money ကိုဖန်တီးဖို့ Bitcoin ကိုတီထွင်ခဲ့တယ်လို့သူတို့ကလည်းကြားကကုမ္ပဏီမလို့တဲ့ internet trustless internet ကိုဖန်တီးဖို့ Space Coin ကိုတီးဆောက်နေကြပါတယ်။ဆိုလိုတာက Bitcoin ကဘန်တွေကိုကြော်ခွာသွားတယ်လို့ Space Coin ကလည်း ISP တဲ့ telecom company ကြီးတွေကိုကြော်ခွာသွားချင်တာပါ။သူတို့တုံးတဲ့အဓိကနီလန်ကတော့ blockchain escrow ပါ။ escrow ဆိုတာကကြားခံဝန်ဆောင်မှုပေါ့။ဥပမာ online ကပစ္စည်းဝယ်ရင်ပိတ်ဆံကိုတမ်းမပေးပဲကြားခံကုမ္ပဏီမှာအားထားလိုက်တယ်။ပစ္စည်းရောက်လာမှအဲ့ဒီကုမ္ပဏီကရောင်းသူကိုပိတ်ဆံလွှဲပေးတယ်။ blockchain escrow ကလည်းအထပေါ်ရပါပဲ။ဒါပေမဲ့ကြားခံကုမ္ပဏီနေရာမှာ smart contract လို့ခေါ်တဲ့ကွန်ပျူတာကိုဒ်တွေကအလိုလျောက်အလိုလိုပြီးသွားတာပါ။ကဲဒီစနစ်ကဘယ်လိုအလုပ်လုပ်လဲဆိုတာကိုရိုးရှင်းတဲ့အစစ်အနေနဲ့ကြည့်ရအောင်။အရင်ဆုံး data တောင်းလိုက်တယ်။ပိတ်ဆံကို smart contract ထဲမှာခဏ lock ချထားလိုက်တယ်။ပြီးရင် Kyoto က data ပို့ပြီးတယ်။ကိုစီကို data ရောက်ပြီဆိုတာနဲ့ ACK ကိုခေါ်တဲ့လက်ခံရရှိကြောင်းသက်သေပြတဲ့ signal လေးပြန်ပို့လိုက်တယ်။အဲ့ခါကျမှ smart contract ကအစောက lock ချထားတဲ့ပိုက်ဆံကို Kyoto စီကအလိုအလျောက်ထုတ်ပေးလိုက်ရော။ဒါပါပဲ။လွယ်တယ်နော်။ ဟုတ်ပါပြီဒီစကူကတကယ်ကိုအံ့ဩစရာကောင်းပါတယ်ဒါပေမဲ့အိမ်မက်တွေကဘလောက်ပဲလှပနေပါစေလက်တွေ့ကဘာမှာတော့စင်ခေါ်မှုတွေနဲ့ရင်ဆိုင်ရစမြဲပါပဲ Space Coin လက်တီလိုပါပဲဒါကြောင့်အများတာတဲ့အမြင်ရှိအောင်သူတို့ရင်ဆိုင်နေရတဲ့ကြီးမားတဲ့အတားအဆီးတွေကိုလည်းတစ်ချက်ကြည့်လိုက်ရအောင်သူတို့ရဲ့ white paper မှာအဓိကစင်ခေါ်မှုကြီး၃ခုကိုဖော်ပြထားတာပါပထမတစ်ခုကအကာသ engineer ဘိုင်းဆိုင်ရာစင်ခေါ်မှုတွေဒုတိယတစ်ခုကအဲ့ဒီကွန်ရက်ကိုတကဘာလုံးထုံးနိုင်အောင်အကြီးကျယ်တိုးချဲ့နိုင်ဖို့လိုအပ်ချက်တွေနောက်ဆုံးတစ်ခုကတော့ကဘာပေါ်ကနိုင်ငံတည်တည်ရဲ့ဆက်သွယ်ရေးဆိုင်ရာစီးမီစီကနေညှိနှိုင်းရမယ့်ကိစ္စတွေပါပထမဆုံး engineer ဘိုင်းကိုကြည့်အောင်အာကာသဆိုတာကလားပါတလောက်ကျန်းတဲ့နေရာတစ်ခုပါရေခဲမှန်အောင်အပူချိန်နဲ့ပူလောင်နေတဲ့ပူချိန်ကြားကအပြောင်းလဲတန်တွေကိုအကြာကြီးခံနိုင်ရရှိဖို့လိုပါတယ်။ဒါပြင်ကဘာနဲ့အာကာသကြားမှာ data တွေကိုအများဆုံးပို့လွှတ်နိုင်မဲ့အစစ်မြင် antenna နည်းပညာတွေလည်းသုံးရအောင်ပါ။ဒုတိယအချက်ကအရွယ်အစား scalability ရော Space Coin ကလက်ရှိ internet နဲ့တကယ်ရင်းပြန်ရင်းတဲ့ဆိုရင်နေ့စဉ် data တောင်းဆိုမှု trillion ချီပြီးကိုခိုင်းထွင်းနိုင်ရပါမယ်။ဥပမာ Cloudflare လို့ company တစ်ခုတည်းကတစ်စက္ကန့်မှာ request တန်း40ကျော်ကိုခိုင်းထွင်းနေရတာပါSpace Coin ကအဲ့ဒီလောက်ကြီးမားတဲ့ scale ကိုရောက်ဖို့ဆိုရင်အများကြီးစူးစမ်းရအောင်ပါနောက်ဆုံးတစ်ချက်ကတော့ကမာမြေပေါ်ကစီမင်းစည်းခန်းတွေပါ Space Coin ကွန်လက်ကအာကာသထဲမှာဘလောက်ပဲလွတ်လပ်နေပါစေကမာပေါ်ကို data ပို့ချင်တယ်ဆိုရင်တော့နိုင်ငံအသီးသီးရဲ့စီမင်းတွေကိုလိုက်နာရမှာပါပဲဥပမာဗီဒီယိုလိုင်းနှုန်းလိုက်စင်တီ SIM ကမတ်ပုံတင်တာတွေလိုဘိုးချုပ်ကင်မှုအပြည့်ရှိတဲ့စနစ်တွေနဲ့အလုပ်လုပ်ရအောင်ပါဒီစိန်ခေါ်မှုတွေကကြီးမားတယ်ဆိုပေမဲ့ Space Coin ရဲ့နောက်ခွေကကြီးကျယ်ခါနာတဲ့ Asian မြန်မာချက်ကိုဆရာထတန်စရာကောင်းပါတယ်။ကဲအနာဂတ်ကိုခဏလောက်ခုံကျော်ပြီး Space Coin ကဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်။သူတို့ရဲ့ roadmap ကိုကြည့်ရဲဒီအိတ်မကြီးကိုအဆင့်လိုက်အကောင့်ထဲပေါ်နေတာကိုတွေ့ရပါမယ်။ပထမဆုံးအကာသနဲ့မြေပြင်ကိုချိတ်ဆက်မယ်။ပြီးရင်တော့အကာသထဲမှာဂျိုးတူအချင်းချင်းချိတ်ဆက်တဲ့ကွန်ရက်တစ်ခုတည်ဆောင်မယ်။နောက်ဆုံးမှာတော့ကဘာလာအင်္ဂါပြုတ်တွေကိုချိတ်ဆက်ပေးမယ်နေဖွဲ့စီတစ်ခုလုံးကိုလွှမ်းခြုံနိုင်တဲ့ဂျိုးပေါင်းစုံချိတ်ဆက်မှုစံနှုန်းတစ်ခုဖြစ်လာဖို့အထိရည်မှန်းထားပါတယ်ဒီကွန်ရက်ပေါ်မှာဘလို့အန်အိုစရာကောင်းတဲ့ application တွေတည်ဆောက်နိုင်မလဲဆိုတာစဉ်းစားကြည့်ပါလားကဘာလာအင်္ဂါကျိုးပေါ်ကကွန်ရက်တွေကိုချိတ်ဆက်ပေးမယ်ကျိုးပေါင်းစုံ internet ကိုမြင်ရောက်ကြည့်လိုက်ပါဘယ်ကျိုးပေါ်မှာပဲရောက်နေနေ internet နဲ့အဆက်အသွယ်မပြတ်တော့ဘူးGPS တက်ပို့တိကျပြီးယုံကြည်စိတ်ချရတဲ့ proof of location စနစ်တွေဘယ်သူမှကြားကြောက်ခိုးယူလို့မရတဲ့နောက်ပေါ်ကျော် private network တွေလည်းဖန်တီးနိုင်လာမှာပါဆိုတော့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးနဲ့အဆုံးသတ်ချင်ပါတယ် Space Coin ဆိုတာလွတ်လပ်တဲ့ internet စီကိုဦးတည်နေတဲ့နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်လာမလားဒါမှမဟုတ်အာကာသဟဲမှာပျောက်ဆုံးသွားမယ့်အိမ်မက်တစ်ခုအဖြစ်ပဲကြံနေခဲ့မလားအဖြစ်ကိုတော့အချိန်ကားပဲ跳ပြနိုင်မှာပါဒါပေမဲ့တစ်ခုတော့သိကြပါတယ်အနာဂတ် internet ဟာကမ္ဘာမြေပေါ်မှာပဲရှိတော့မှာမဟုတ်ပါဘူး